ကဲချမမတို့ရေခုတစ်ခါမှဆိုရင်တော့တိုင်းနဲ့3ကောင်ရဲ့စိန်နိုင်ကြီးမှာရရှိနိုင်မဲ့ဘေးရဒီဇိုင်းခလာကြီးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်အခုပြပေးထားတဲ့ဒီဇိုင်းလေးကတော့မိုးကုတ်တဘာဝတွင်းထက်ဗရမ်များကြီးနဲ့စိန်နဲ့ခတ်ပေးထားတဲ့ဒီဇိုင်းကြီးပဲဖြစ်ပါတယ်နော်ဗရမ်များတစ်လုံးချင်းစီတိုင်းကလုံးဝပုံမှအရေကိုညီပြီးအရန်ကိုမှလာပါတယ်ရှင်ပက်လေကိုလာတာပေါ့နော်ကဲသူ့ရဲ့ဈေးနှုန်းလေးကမမတို့ရေ2945သိန်းလေးပဲကြားတဲ့မှာပဲဖြစ်ပါတယ်ရှင်ရွှေချိန်လေးများပါတယ်နော်ဝက်လိုက်တာနဲ့အရန်ကိုမှလာတဲ့ဒီဇိုင်းကြီးပဲဖြစ်ပါတယ်ရှင်နောက်ထပ်ဒီဇိုင်းလေးထပ်ပြပေးပါဦးမယ်နော်ကဲနောက်ထပ်ဒီဇိုင်းလေးကဒီမှာဗရမ်များတန်းအကျူကြီးပဲဖြစ်ပါတယ်ရှင်ဗရမ်များတန်းမှာအရေကိုညီးနေရောပဲပေါ့နော်ရွှေချိန်လည်းများပြီးအဟမ်းထဲပါတယ်ရှင်ကိုကျိုးလည်းထူပြီးပဲဖြစ်ပါတယ်နော်အရန်ကိုမလာဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်မိုးကုတ်တဘာဝတွင်းထက်ဗရမ်များတွေနဲ့ခတ်ပေးထားတာပဲဖြစ်ပါတယ်ရှင်သူ့ရဲ့ဈေးနှုန်းလေးကတော့မမတို့ရေ963သိန်းလေးပဲကြားတဲ့မှာပဲဖြစ်ပါတယ်ရှင်963နဲ့3သိန်းလေးပါနောက်ထပ်ဒီဇိုင်းလေးလည်းထည့်ရှိပါသေးတယ်ရှင်ကဲနောက်တဲ့ဒီဇိုင်းလေးကဒီမှာပါနော်ပန်းကက်ပရလေးပဲဖြစ်ပါတယ်ရှင်စိန်နဲ့ဗရမ်များနဲ့ခတ်ပေးထားတာပါနော်အခုပြပေးထားတဲ့ဗရမ်များပရလေးကတော့မိုးကုတ်တဘာဝတွင်းတဲ့ဗရမ်များတွေနဲ့ပဲခတ်ပေးထားတာပဲဖြစ်ပါတယ်ရှင်ခုတ်ကျိုးလေးကတော့တန်ကျိုးလေးနဲ့လုပ်ပေးထားတာဆိုတော့အကျန်းခံပါတယ်ရှင်သူ့ရဲ့ဈေးနှုန်းလေးကတော့310လေးပဲကြားတဲ့မှာပဲဖြစ်ပါတယ်ရှင်310ပါနောက်တဲ့ဒီဇိုင်းလေးလည်းရှိပါသေးတယ်ကဲနောက်တစ်ဒီဇိုင်းလေးကမမတို့ရေအခြေဝိုင်းလေးပဲဖြစ်ပါတယ်ရှင်စိန်နဲ့ဗရမ်များနဲ့ခတ်ပေးထားတဲ့အခြေဝိုင်းဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်သူ့ရဲ့ဈေးနှုန်းလေးကတော့216သိန်းလေးပဲကြားတဲ့မှာပဲဖြစ်ပါတယ်ရှင်အခုပြပေးထားတဲ့ဒီဇိုင်းလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့3ကောင်ရဲ့ Facebook Messenger မှာပြင်ဆိုင်ပွဲတိုင်းမှာလည်းလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်